တချို့လူတွေဟာလူသားဆန်မှုပျောက်ဆုံးနေတယ်လို့ပြောတဲ့အခါစိတ်ထဲမှာဘာတွေပုံဖော်မိပါသလဲညာတော့အဖြစ်တော့စစ်ကွဲတဲ့ထဲကဝါဒဖြန့်မှုတွေဆဲဆိုကျိမ်းမောင်းတာတွေဒါမှမဟုတ်လူတွေကိုအင်းဆက်တွေနဲ့နှိုင်းရှင်တာမျိုးတွေကိုပဲပြင်းပြတတ်ကြပါလေဒါပေမဲ့ခေတ်တဲ့စိတ်ပညာကတော့ဒီထက်ပိုပြီးနူးညံ့သိမ့်မွေတဲ့အရာတစ်ခုကိုပြနေပါလေတကယ်တော့လူသားဆန်မှုပြောဆုံးတာဟာတခြားသူတယောက်ဘာတွေတွေးနေလဲဘာတွေခံစားနေလဲဆိုတာကိုစဉ်းစားမပေးနိုင်တဲ့နေ့စဉ်ဘဝထဲကအမှားမျိုးဖြစ်နိုင်ပါတယ်ဒါဟာကျွန်တော်တို့ပတ်ဝန်းကျင်ကိုလင်းမြန်စွာရွေ့လျာနိုင်အောင်ကူညီပေးတဲ့စိတ်ဆက်လန်းတွေကနေပဲဖြစ်လာတာမှာဒီလိုအမြင်ဟာကျွန်တော်တို့ကိုလက်တွေ့ကြဆောင်ရွက်နိုင်စွာပေးနိုင်ပါတယ်ဒီပြဿနာကိုပိုပြီးနက်နားလဲဖို့စိတ်ပညာကနေထိုးထွင်းဉာဏ်၃ချက်ကိုဖော်ထုတ်ပေးထားပါတယ်ဒီချက်တွေကလူသားဆန်မှုပျောက်ဆုံးတာဘာကြောင့်ဖြစ်ပြီးဘယ်လိုကာကွယ်နိုင်လဲဆိုတာကိုရှင်းပြပေးပါလိမ့်မယ်ပထမဆုံးအချက်ကတော့အမီတက်ချင်းဟာဦးနှောက်ရဲ့လူမှုရေးလုပ်ငန်းစဉ်ကိုနှုတ်ဆက်နိုင်တယ်ဆိုတာပါပဲစိတ်ပညာရှင်တွေရဲ့လေ့လာမှုတွေအရလူမှုရေးအရာဖိနှိပ်ခံရတဲ့လူအုပ်စုတွေရဲ့ဓာတ်ပုံတွေကိုကြည့်တဲ့အခါဦးနှောက်ထဲကတခြားသူတွေရဲ့စိတ်ကိုစဉ်းစားပေးတဲ့နေရာဟာအလုံးလုံးတာရောနေသွားပါတယ်ဒါအပြင်ရွှန်ရှာဆက်ဆုပ်တဲ့ခံစားခြင်းနဲ့ဆက်နွယ်နေတဲ့နေရာတွေကပိုပြီးအလုံးလုံးလာပါတယ်ဒုတိယအချက်ကတော့ဦးနှောက်ရဲ့မူလတဘာဝဟာလူမှုရေးနဲ့ပတ်သက်တာပါပဲဦးနှောက်နားနေခြင်းမှာတော့တခြားသူတို့ရဲ့စိတ်အခြေအနေနဲ့သူတို့နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးအကြောင်းကိုအများကြီးတွေးတောနေတတ်ပါတယ်ဒါကြောင့်လူသားတွေဟာအာယုံကြောအစ်စ်မှာကိုပဲတခြားသူတွေရဲ့စိတ်ကိုစဉ်းစားဖို့ဖန်တီးထားတယ်လို့ဆိုနိုင်ပါတယ်ဒါဆိုရင်ဘာလို့တချို့အုပ်စုတွေကိုကျွန်တော်တို့ဒီလိုမစဉ်းစားမိတာလဲတတိယချက်တော့လူသားဆန်မှုပျောက်ဆုံးတာဟာဇီဝဗေဒကြောင့်မဟုတ်ပဲလူမှုခွဲစီပုံတွေကြောင့်ဖြစ်ပါတယ်ပုံမှန်မဟုတ်တဲ့အရာတွေအစဉ်အတန်းခွဲခြားမှုတွေနဲ့အဖွဲ့အစည်းတွေဟာတချို့အုပ်စုတွေကိုရောနေသူလို့သတ်မှတ်ပြီးသူတို့ရဲ့အတွင်းစိတ်ဘဝကိုမမြင်ရအောင်ဖုံးကွယ်ထားတတ်ပါတယ်ဒါကြောင့်လူသားဆန်မှုခက်တာမဟုတ်ပဲကျွန်တော်တို့ပတ်ဝန်းကျင်ကလူသားဆန်မှုပျောက်ဆုံးအောင်ဖန်တီးထားလို့ဖြစ်ပါတယ်ဒီလိုအခြေအနေတွေကိုဘယ်လိုပြောင်းလဲနိုင်မလဲဒီအခြေအနေကိုပြောင်းလဲဖို့နီလန်း၃ခုရှိပါတယ်ပထမနီလန်းကတော့တိကျတဲ့အမိတက်ရှင်းတွေကိုရပ်ပြီးလူတွေရဲ့ဘဝပုံပြင်တွေကိုဖလှဲဖို့ပါပဲလူတွေဟာစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တစ်ခုထဲမှာနစ်မြုပ်သွားတဲ့အခါသူတို့ရဲ့အမြင်တွေနဲ့အကဲဖြတ်မှုတွေဟာအဲ့ဒီပုံပြင်နဲ့အညီပြောင်းလဲသွားနိုင်ပါတယ်ဥပမာအင်ယာမြတ်ဒါမှမဟုတ်မူကြီးချေသုံးဆွဲသူလို့ခေါ်မဲ့အစားသူတို့ရဲ့အခန်းကဏ္ဍတွေအရေးချင်းတွေမျှော်လင့်ချက်တွေနဲ့အမှားတွေပါဝင်တဲ့ဘဝဇာတ်ကောင်းတွေကိုပြောပြသင့်ပါတယ်ဒုတိယနေလန်းကတော့တိုက်ရိုက်ထီးသွေးဖို့မချစ်နိုင်တဲ့အခါမီဒီယာကိုတတားအဖြစ်အသုံးပြုဖို့ပါပဲရုပ်သံရုပ်ရှင်ပေါ့ကတ်ဒါမှမဟုတ်လူမှုမီဒီယာတွေကနေတခြားလူအုပ်စုဝင်တွေနဲ့အကြိမ်ကြိမ်ထီးသွေးခွင့်ရခြင်းဟာကွဲပြားမှုတွေကိုရောပါစေနိုင်ပါတယ်ရဝန္တာနိုင်ငံမှာစစ်ကွဲပြီးပြုလုပ်ခဲ့တဲ့လေးလာမှုတစ်ခုအရာနှစ်ရှည်ကြာရေဒီယိုဒရာမာတစ်ခုဟာနားထောင်သူတွေရဲ့လူမှုရေးဆိုင်ရာစံနှုန်းတွေကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်တတိယနီလန်းကတော့တည်င်းအချက်လက်တွေကိုကွဲပြားအောင်ရှာဖွေပြီးကိုချင်းစာစိတ်နဲ့ကြည်တက်အောင်လေ့ကျင့်မှုပါပဲလူမှုကွန်ရက်တွေကနေရတဲ့တည်င်းတွေကကျွန်တော်တို့စိတ်ဝင်စားတာတွေကိုပဲပို့ပြတယ်လို့အမြင်တွေကျင်းမြောင်းစီနေပါတယ်ဒါကြောင့်ကိုပတ်ဝန်းကျင်နဲ့မတူတဲ့အသံတွေကိုလိုက်နာပြီးငါသားဆိုရင်ဘယ်လိုခံစားရမလဲဆိုတာကိုခဏရပ်ပြီးစဉ်းစားသင့်ပါတယ်လူသားဆန်မှုပျောက်ဆုံးတာဟာရည်ရွယ်ချက်ရှိမထီမဲ့မြင်ပြုတာမဟုတ်ပဲလူမှုရေးဆိုင်ရာအမျိုးအစားခွဲခြားမှုတွေရဲ့တုံ့ပြန်မှုတစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့အားတက်စရာသတင်းကတော့လူသားဆန်ဖို့ဆိုတာမွေးရပါခက်ခဲတာမဟုတ်ပဲအုံနောက်ရဲ့တဘာဝအတိုင်းလှုပ်ဆောင်မှုနဲ့ပူနီးဆက်ပါတယ်ဒီအကြောင်းအရာတွေကိုပိုပြီးနည်းနည်းသိချင်ရင်တော့ကျွန်တော်တို့ရဲ့လာမယ့်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်